ချက်သားနဲ့ strawberry တီးချက်စားမယ်။ဆက်စချင်းချက်သားနဲ့ယံဖြစ်တယ်။မဆလာစားအချို့မို့မြို့တီးစိမ်မုံထည့်။ချက်သွန်နီရတာကုန်သွားလို့ချက်သွန်နီမထည့်တော့ဘူး။ချက်သွန်ဖြူဂျင်းထည့်မယ်။မြို့တီးထည့်မယ်။ထောင်းမယ်။ထောင်းနေအားပါသွား။ What? ထောင်းထားတာတွေထည့်မယ်။ပဲငတ်ပြားကြီးခယူစီထည့်ပြီးနေမယ်။အရသာဝင်တော့နိုင်ဝက်လောက်နှက်ထားလိုက်မယ်။ဘူတီခွန်ခွာမယ်။လှီးပြီးတော့ရေဆေးပြီးတော့ထည့်မယ်။ရှင်းနေတဲ့ထည့်မယ်။စပလင်ထည့်ဖို့မေ့သွားလို့ခုမှထည့်မယ်။စူပြီးဆိုတော့အရသာတွေနဲ့မြည်ကြည့်အောင်။နောက်ဆုံးမှလည်းနည်းနည်းအုပ်မယ်။မြည်ကြည့်မယ်နော်။အရင်တော့ကြည့်မယ်။တောင်းပါမွေးညာစတာနူအင်းညာ